MacBook မှာ screenshot ဘယ်လိုလုပ်မလဲ Touch Pro ပိုင်ဆိုင်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ MacBook ကိုအခုမှစသုံးမဲ့သူတွေ MacBook beginner တွေအတွက် MacBook မှာ screenshot ကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်ကို screenshot လုပ်ချင်တဲ့နေရာကိုရောက်ရင် keyboard ကနေရှေ့ရဲ့ command ရဲ့ 4 ရဲ့ကိုနှိပ်လိုက်ပါဒါဆို mouse ရဲ့ pointer လေးက screenshot ဖမ်းမဲ့ icon လေးအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်ပြီးရင်ကို screenshot ဖမ်းချင်တဲ့နေရာလေးကို select လုပ်လိုက်ပါselect လုပ်ပြီးသွားပြီဆိုရင်ညာဘက်အောက်ဖက်ထောင်နာလေးမှာ၄တောင် box လေးကျလာမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒီ၄တောင် box လေးကို click တစ်ချက်နှိပ်လိုက်ပါ screenshot box လေးကျလာမှာဖြစ်ပါတယ် screenshot box ရဲ့ edit button ကိုနှိပ်ပြီးမိမိ screenshot ပြုလုပ်ထားတဲ့ဓာတ်ပုံလေးကိုမိမိစိတ်ကြိုက် edit ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်မိမိစိတ်ကြိုက် edit ပြုလုပ်သွားပြီးရင်တော့ done ဆိုတဲ့ button လေးကိုနှိပ်လိုက်တယ်ဆိုရင်မိမိ screenshot လုပ်ထားတဲ့ဓာတ်ပုံလေးကမိမိရဲ့ desktop ပေါ်မှာရောက်ရှိနေမှာပဲဖြစ်ပါတယ်Touch Pro ပိုင်ဆိုင်မှာ MacBook, iPad နဲ့ Gaming Laptop latest tech gadget တွေရဲ့ tips and tricks တွေကိုနေ့စဉ်ပြောပြပေးသွားမှာဖြစ်လို့ Touch Pro ပိုင်ဆိုင်ကို like and follow လုပ်သွားပြီး request လုပ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်